င်္ဂလာပါခင်ဗျာယနေ့2025ခုနှစ်ဒီဇင်ဘာလ14ရက်နေ့တွင်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှကြီးမှုကျင်းပသောမြန်မာမှုပန်းဆယ်မျိုးဇလန်းတို့ပြိုင်ပွဲစုပေးပွဲအခမ်းအနားသို့ကြွရောက်ချီးမြှင့်ကြပါသောနိုင်ငံတော်အကြီးအကဲများဂုဏ်တည်ရှိလူကြီးများဖိတ်ကြားထားသည့်မိတ်ဖက်အသင်းဖွဲ့များအားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မြန်မာအနုပညာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတွဲဖက်အတွင်းရေးမှူးဦးစိန်လင်းထွန်းဖြစ်ပါတယ်ခင်ဗျာယနေ့အခမ်းအနားကြီးအတွက်အခမ်းအနားမှုအဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီးတွဲဖက်အခမ်းအနားရေးမှူးအဖြစ်ပြန်ကြားရေးမှူးဒေါ်တီတာနိုင်မှဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာအခမ်းအနားစီစဉ်များကိုစတင်ကြေညာခွင့်ပြုပါရှင်အခမ်းအနားအစီအစဉ်1မန္တလေးတိုင်းဒေသကြီးအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီးဦးအောင်ဆန်းဦးမှအဖွင့်အမှာစကားပြောကြားခြင်းအခမ်းအနားအစီအစဉ်နှင့်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဒုတိယဥက္ကဋ္ဌမဟာမင်္ဂလဓမ္မမဏိဇောတတရဒေါ်အေးတင်စာသူမှနှုတ်ခွန်းဆက်စကားပြောကြားခြင်းအခမ်းအနားအစီအစဉ်3အလှငွေများပေးအပ်ခြင်းနှင့်ဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနားအစီအစဉ်4မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်းကားကျော်စွာထက်ဆင့်အကယ်ဒမီဒါရိုက်တာဦးပကြီးစိုးမိုးမှမြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်စုရွေးချယ်ပုံများကိုရှင်းလင်းတင်ပြခြင်းအခမ်းအနားအစီအစဉ်ကမြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲတွင်ဆယ်ပွင့်ယတနာပန်းပညာခေါင်းစဉ်ဖြင့်ပထမဆုရရှိခဲ့သောဥက္ကံညွန့်ဝေရိုးရာပန်းပညာရှင်များအစီအယုံအားဆုချီးမြှင့်ခြင်းနှင့်အဆိုပါပြိုင်ပွဲဝင်ဇလန်းတိုအားတင်ဆက်ပြသခြင်းအခမ်းအနားအစီအစဉ်6မြစ်တာကိုပိုင်အထက်တန်းကျောင်းမှကျောင်းသူကျောင်းသားလေးများ၏ကြီးလက်ရိုးရာအကဖြင့်ဖျော်ဖြေတင်ဆက်ခြင်းအခမ်းအနားအစီအစဉ်9မြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲတွင်တစ်သားတွေကအသက်ဝိညာဉ်ခေါင်းစဉ်ဖြင့်ဒုတိယဆုရရှိခဲ့သောဗမာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအားဆုချီးမြှင့်ခြင်းနှင့်အဆိုပါပြိုင်ပွဲဝင်ဇလန်းတိုအားတင်ဆက်ပြသခြင်းအခမ်းအနားအစီအစဉ်ရှိမြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲတွင်မြန်မာမှုယွန်းပညာများထိမ့်သိမ်းမှာခေါင်းစဉ်ဖြင့်တတိယဆုရရှိခဲ့သောရတနာဘုံလူငယ်များ IFYR ဆုချီးမြှင့်ခြင်းနှင့်အဆိုပါပြိုင်ပွဲဝင်ဇလန်းတိုအားတင်ဆက်ပြသခြင်းအခမ်းအနားအစီအစဉ်ကိုတဘာဝလောကအလှအကအဖွဲမှလောကအာမန်တေးသချင်းဖြင့်ကပြဖျော်ဖြေခြင်းအခမ်းအနားအစီအစဉ်30မြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲတွင် Art on the Tip Chisel ခေါင်းစဉ်ဖြင့်နှစ်သိန်းစု1ရရှိခဲ့သော QUTT WASR ဆုချီးမြှင့်ခြင်းနှင့်အဆိုပါပြိုင်ပွဲဝင်ဇလန်းတိုအားတင်ဆက်ပြသခြင်းအခမ်းအနားအစီအစဉ်7မြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲတွင် Heritage of Land ခေါင်းစဉ်ဖြင့်နှစ်သိန်းစု2ရရှိခဲ့သော Golden Land IYFR ဆုချီးမြှင့်ခြင်းနှင့်အဆိုပါပြိုင်ပွဲဝင်ဇလန်းတိုအားတင်ဆက်ပြသခြင်းအခမ်းအနားအစီအစဉ်12မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏အသင်းသူအသင်းသားများမှမြင့်တက်မြန်မာတခြင်းဖြင့်ဧည့်ခံဖျော်ဖြေခြင်းအခမ်းအနားအစီအစဉ်13အမတ်တရမှတ်တမ်းတင်တပ်ပုံရိုက်ကူးခြင်းအခမ်းအနားအစီအစဉ်14အခမ်းအနားပြည်မြောက်အောင်မြင်ကြောင်းကြေညာခြင်းတို့ဖြစ်ပါတယ်ရှင်ယခုချိန်ဟာဆိုရင်ဖြင့်အခမ်းအနားစတင်ကျင်းပရန်အတွက်မင်္ဂလာအချိန်သို့ကြာရောက်နေပြီဖြစ်ပါ၍မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှကြီးမှုကျင်းပသည့်မြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲစုပေးပွဲနှင့်အလူငယ်ပေးအပ်ပွဲအခမ်းအနားကိုအောင်မြင်စွာဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းကြေညာအပ်ပါတယ်ရှင်အစီအစဉ်1အရာမန္တလေးတိုင်းဒေသကြီးအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ပါမောက္ခချုပ်ဦးအောင်ဆန်းဦးမှအဖွင့်မှာစကားပြောကြားမှာဖြစ်ပါတယ်ခင်ဗျာပါမောက္ခချုပ်ခင်ဗျာအဖွင့်မှာစကားပြောကြားရန်အတွက်စင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစွာစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာမြန်မာအတုမြေကြနဲ့ရည်ရည်မှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမြန်မာ Art and Culture Development Association ကနေပြီးတော့ကြီးမှုကျင်းပတဲ့မြန်မာမှုပန်းဆယ်မျိုးဇလန်းတိုပြိုင်ပွဲစုပေးပွဲနဲ့အလှငွေပေးအပ်ပွဲအခမ်းအနားသို့ကြွရောက်ချင်းမြင့်ပေးပါသောဧည့်သည်တော်များနဲ့
အသင်းသားအသင်းသူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာနှုတ်ခွန်းဆက်သအပ်ပါတယ်မြမရိုးရယဉ်ကျေးမှုဂီတအဆိုအကအရေးအတီးရုပ်ရှင်ပြဇာတ်နဲ့အနုပညာများကိုမြန်မာတွင်သာမကကဘာကသိအောင်ဖော်ထုတ်ပြသနိုင်ဖို့ဒီလိုပွဲမျိုးကျင်းပပေးနိုင်တာဟာအမတန်မှကောင်းမွန်ပါယခုလိုမြမရိုးရသုခုမအနုပညာဖြစ်တဲ့ပန်းဆယ်မျိုးအကြောင်းအရာများကိုခေတ်မီနည်းပညာနဲ့ဇလန်းတို့ရိုက်ကူးတင်ဆက်ပြီးသတင်းမီဒီယာမှလူထုကြားသို့ပြန့်နှံ့ရောက်ရှိအောင်အသိပညာပြန့်ပွားစေရန်ရည်ရွယ်ပြီးတော့ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့အတွက်လည်းများစွာမှဂုဏ်ယူဝမ်းမြောက်ရပါတယ်လူငယ်လူရွယ်များအနေနဲ့မြန်မာတို့ရဲ့အမျိုးသားရေးလက္ခဏာများယဉ်ကျေးမှုအမှုပညာသမိုင်းအမွေအနှစ်များကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီးမြမစာပေဂီတသုခုမအမှုပညာများအပေါ်ညနိုးတံမိုးထားပြီးမြင်မာလာစေရေးအတွက်အထူးအလေးထားဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်နိုင်ငံတိုင်းလူမျိုးတိုင်းဟာမိမိတို့ရဲ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များသမိုင်းအစဉ်အလာများမတိမ်ကောမပပျောက်စေရန်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြသလိုမြမယဉ်ကျေးမှုဟာလည်းသမိုင်းမတင်မီရှေးနှစ်ပေါင်းများစွာကပင်စတင်ပေါ်ထွန်းခဲ့ပြီးခေတ်အဆက်ဆက်ရာစုအဆက်ဆက်ကြီးမားခမ်းနားတဲ့သမိုင်းအစဉ်အလာတွေနဲ့ခိုင်မာစွာရပ်တည်နိုင်ခဲ့ပါတယ်ဒီလိုရပ်တည်နိုင်တာဟာလည်းဘိုးဘွားအစဉ်ဆက်လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့တာဖြစ်လို့မိမိတို့နိုင်ငံသားတိုင်းဟာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုမျိုးဆက်အလိုက်ဆက်လက်ပြီးထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါတယ်မိမိတို့ရဲ့ယဉ်ကျေးမှုအနုသုခမပညာတွေဟာရှေးကလေးကဘလောက်အထိအခြေခိုင်မာပြီးဘလောက်အထိအဆင့်အတန်းမြင့်မားခဲ့ကြတယ်ယဉ်ကျေးခဲ့ကြတယ်ဆိုတာကိုရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့သက်သေပြကြရမှာဖြစ်ပါတယ် Private Public Partnership ဟာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့အချက်တစ်ချက်ဖြစ်တာကြောင့်ယခုလိုအသင်းအဖွဲ့အနေနဲ့မတူကွဲပြားသောတိုင်းရင်းသားတို့ရဲ့ရိုးရာဓလေ့ဘဝများထူးခြားလှသောရိုးရာယဉ်ကျေးမှုအနုပညာလက်ရာများကဘာကျော်သောမြန်မာဆိုတဲ့လူမျိုးနိုင်ငံအဖြစ်နိုင်ငံတကာမျက်နှာစာမှာမြန်မာတို့ရဲ့ဂုဏ်သိက္ခာအရည်အသွေးအဆင့်အတန်းမြင့်မားမှုကိုပြသနိုင်ဖို့တစ်ဖက်တစ်လမ်းကပူးပေါင်းဆောင်ရွက်နိုင်ကြမယ်ဆိုတာကိုယုံကြည်မျှော်လင့်မိပါကြောင်းပြောကြရင်ဒီကုန်းချုပ်အပ်ပါတယ်ခင်ဗျာအဖွင့်အမှားစကားချီးမြှင့်ပေးပါတော့မန္တလေးတိုင်းဒေသကြီးအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှပါမောက္ခချုပ်ဆရာကြီးဦးအောင်ဆန်းဦးအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးအခမ်းအနားအစီအစဉ်နှစ်အရာနှုတ်ခွန်းဆက်စကားပြောကြားပေးပါရန်အတွက်မြမအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဥက္ကဋ္ဌမဟာမင်္ဂလဓမ္မမဏိဇောတတရဒေါ်အေးတင်စာသူအားစင်မြင့်ထက်သို့ဂါရဝရှိထားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ရှင်မင်္ဂလာပါရှင်ကျမကမြမအနုပညာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဒေါ်အေးတင်စာသူဖြစ်ပါတယ်ယနေ့ကတော့မင်္ဂလာရှိတဲ့ရက်မြတ်လေးဖြစ်ပါတယ်ရှင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ဒီလိုနေ့မျိုးမှာကြွားရောက်ချင်းမြင်ပေးတဲ့မန္တလေးအမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ပါမောက္ခချုပ်ဦးအောင်ဆန်းဦးအလင်္ကာကျော်စွာထက်စစ်အကယ်ဒမီဒါရိုက်တာပကြီးစိုးမိုးနဲ့ဌာနဆိုင်ရာအကြီးအကဲများတရုတ်နိုင်ငံမှ World Peace Ribbon Organization ဘန်ရောဥက္ကဋ္ဌတောင်ပိုင်းပူလာမဥက္ကဋ္ဌ Mr. ချိန်အင်းထင်ကျမတို့အသင်းကြီးနဲ့ပူးပေါင်းထားတဲ့မိဖက်အသင်းညီနောင်များမန္တလေးမှမြမအနုပညာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးအသင်းဝင်များနဲ့ချက်မိတ်ဆွေအပေါင်းမြို့မိမြို့ဖတိုင်းဒေသညီကိုမောင်နှမများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ရှင်ယနေ့လေးဆိုရင်ကျမတို့အနုပညာထွန်းကားရာမန္တလေးမြို့တော်ကြီးမှာမြန်မာပန်းဆယ်မျိုးဆက်လန်းပြိုင်ပွဲစုပေးပွဲနဲ့အလူငွေပေးအပ်ပွဲအခမ်းအနားတွင်မြန်မာတနိုင်ငံလုံးမှပြိုင်ပွဲဝင်ဆက်လန်းသူများကိုအချိန်ယူစစ်စစ်ပြီးပထမဒုတိယတတိယနဲ့နှစ်သိမ့်စုနှစ်စုရရှိပါတယ်ရှင်ပြိုင်ပွဲဝင်များကလည်းအထူးစ조사ရိုက်ကူးထားတာကိုတွေ့ရလို့ဝမ်းသာမိပါတယ်ရှင်ကျမတို့အသင်းကြီးမှာရန်ကုန်မန္တလေးမြစ်ကြီးနားမိုးကုတ်များမှာလည်းအသင်းခွဲများရှိပါတယ်ရှင်နိုင်ငံတကာမှာဆိုလို့ရှိရင်တရုတ်နိုင်ငံအမေရိကဟောင်ကောင်ဂျပန်နဲ့ဒူဘိုင်းနိုင်ငံမှာအသင်းခွဲများပူးပေါင်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ်
ကျမတို့အတင်းကြီးမှာနိုင်ငံမရွေးလူမျိုးမရွေးပါတာမရွေးမိမိတက်ကြတဲ့ဖက်မှာလူအင်အားငွေအင်အားပညာအင်အားမှာဖြစ်ပါဝင်ပြီးစီးလုံးစွာနဲ့လှုပ်ဆောင်သွားဖို့တိုင်းဒေသညီကိုမောင်နှမများအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်ကျမတို့အခမ်းအနားဖြစ်မြောက်မှု၏အတွက်ကျမတို့အသင်းမန္တလေးအသင်းမှဥက္ကဋ္ဌတဲ့အမကြီးတော်တင်တင်လိုင်းဒုဥက္ကဋ္ဌနဲ့မမကြီးတော်မြသွေးကြီးနဲ့အတွင်းရေးမှူးအသင်းသူအသင်းသားများအားလုံးညီကိုမောင်နှမများအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နွေ့နွေ့ထွေးထွေးနဲ့လှုပ်ဆောင်နေတာကိုတွေ့ရတာအရန်ကုန်ယူမိပါတယ်ရှင်အနုပညာပြိုင်ပွဲရဲ့စုပွဲပွဲကိုလည်းအနုပညာထွန်းကားတဲ့မန္တလေးမြို့ကြီးမှာကျင်းပခွင့်ရတဲ့အတွက်ကုန်ယူမိပါတယ်ရှင်ကျမတို့အနုပညာနဲ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှာလည်းယခုဒီဇင်ဘာလ16ရက်နေ့တွင်မြန်မာနိုင်ငံနဲ့အပြည်ပြည်ဆိုင်ရာကမ္ဘာငြိမ်းချမ်းရေးကိုရည်ရွယ်ပြီး Belt and Road International Day 12ကြိမ်မြောက်အခမ်းအနားနဲ့အသင်းကြီးရဲ့9ကြိမ်မြောက်စုပရိသတ်တော်နာနဲ့စီမီ1000တထံထွန်းညပူဇော်ပွဲကိုမဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာကျင်းပမှာဖြစ်တဲ့အတွက်အခမ်းအနားမှာပါဝင်တက်ရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံမှာအမှုပညာနဲ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်အောင်မြင်ပါစေသာသနာရောင်ဝါထွန်းလင်းပါစေစီးပွားရေးများလည်းတိုးတက်အောင်မြင်ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ယခုစုပေးပွဲကြီးနဲ့အတူအလူငွေပေးအပ်ပွဲအခမ်းအနားကိုဖြစ်မြောက်အောင်ကူညီပံ့ပိုးပေးတဲ့မြမအမှုပညာနဲ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးအသင်းသူအသင်းသားများနဲ့အလူရှင်များအားလုံးကိုကျေးဇူးအထူးတင်ပါကြောင်းပြောကြားရင်းနှိကုံချုပ်အပ်ပါတယ်ရှင်နှုတ်ခွန်းဆက်စကားပြောကြားပေးပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဒေါ်အေးတင်စာသူအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအစီအစဉ်3အရအလူရှင်များအားဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအလူငွေ300ကျပ်လူဒန်းချင်းအတွက်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ရန်မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်ကကျော်စွာထပ်ဆင့်အကယ်ဒမီဒရိုက်တာပကြီးစိုးမိုးအားစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာလူဒန်းပေးပါတော့ I Home Group of Company ဒရိုက်တာဦးထန်းထွန်းစိုးမှဂုဏ်ပြုလက်မှတ်လက်ခံရန်နှင့်စင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာအလူငွေ300ကျပ်လူဒန်းပါတော့ I Home Group of Company ဒရိုက်တာဦးတန်းထွန်းစိုးအားအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာဆက်လက်ပြီးအလူငွေကျပ်100လှူဒန်းပေးပါတော့ World Peace Ribbon Organization Belt and Road မှာဦးစိန်လင်းထွန်းအားဂုဏ်ပြုလက်မှတ်လက်ခံရယူပေးပါရန်အတွက်စင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်အလူငွေကျပ်300လှူဒန်းပေးပါတော့ World Peace Ribbon Organization Belt and Road မှာဦးစိန်လင်းထွန်းအားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးပါတော့မြမအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်္ကာကျော်စွာထပ်ဆင့်အကယ်ဒမီဥပကြီးစိုးမိုးအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အလူငွေကျပ်300လှူဒန်းခြင်းအားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ချီးမြှင့်ရန်အတွက်ဒုတိယဗိုလ်ချုပ်ကြီးငိမ့်ဦးတေစာကျော်၏ဇနီးဒေါ်ညိုတူးမာအားစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်အလူငွေကျပ်300လှူဒန်းပေးပါတော့မြမအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏ဒုတိယဥက္ကဋ္ဌဒေါ်တင်တင်လှိုင်အားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်အလူငွေကျပ်300လှူဒန်းပေးပါတော့မြမအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏ဒုတိယဥက္ကဋ္ဌဒေါ်တင်တင်လှိုင်အားကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်ဆက်လက်ပြီး350ကျပ်လူဒန်းပေးပါတော့မြမအမှုပညာနှင့်ယဉ်ကျေးမှုအသင်းတိုးတက်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဒုတိယဥက္ကဋ္ဌဒေါ်မိုမိုဤ New Power Company အား
ဂုဏ်ပြုလက်မှတ်လက်ခံရန်စင်မြင့်ထက်သို့ကြွရောက်အလူငွေ350ကျပ်လူဒန်းချင်းအတွက်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ရန်မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏အပြည်ပြည်ဆိုင်ရာအကြံပေးမစ္စတာချန်အန်ထန်မှစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာအလူငွေ350ကျပ်လူဒန်းပေးပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဒုဥက္ကဋ္ဌတော်မူ၏အားဂုဏ်ပြုလက်မှတ်လက်ခံရန်စင်မြင့်ပေါ်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာအလူငွေ350ကျပ်လူဒန်းပေးပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဒုတိယဥက္ကဋ္ဌတော်မူ၏ New Power Company အားအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာဆက်လက်ပြီး350ကျပ်လူဒန်းပေးပါတော့ Mr. Lee Su Yong ဇီကုမ္ပဏီအားဂုဏ်ပြုလက်မှတ်လက်ခံရန်စင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာအလူငွေ350ကျပ်လူဒန်းပေးပါတော့ Mr. Lee Su Yong ဇီကုမ္ပဏီအားအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာအလူငွေ350ကျပ်လူဒန်းချင်းအတွက်ကွန်ပျူတာပြန်လည်ပေးအပ်ရန်မြန်မာအမှုပညာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေး၏ဒုဥက္ကဋ္ဌဒေါက်တာနလန်မှစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာဆက်လက်ပြီး350ကျပ်လူဒန်းပေးပါတော့ဦးကျော်ထွန်းအမရအိုင်ကွန်အားဂုဏ်ပြုလက်မှတ်လက်ခံရန်နှင့်စင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာအလူငွေ350ကျပ်လူဒန်းပေးပါတော့ဦးကျော်ထွန်းအမရအိုင်ကွန်အားအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ320ကျပ်လူဒန်းပေးပါတော့ဦးသိန်းထွန်းမောင်အာမန်တဲ့ကုမ္ပဏီမှဂုဏ်ပြုလက်မှတ်လက်ခံရန်စင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဒုဥက္ကဋ္ဌဒေါက်တာတင်လိုင်အားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အလှငွေ750လူဒန်းချင်းအားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ချီးမြှင့်ရန်အတွက်မန္တလေးတိုင်းဒေသကြီးအမျိုးသားယဉ်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်မှပါမောက္ခချုပ်ဆရာကြီးဦးအောင်ဆန်းဦးအားစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်အလှငွေကျပ်350လှူဒန်းပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏ဒုတိယဥက္ကဋ္ဌနှင့်ဒေါ်မြသွေးရီအားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်အလှငွေ750လူဒန်းပေးပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏ဒုတိယဥက္ကဋ္ဌနှင့်ဒေါ်မြသွေးရီအားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်ဆက်လက်ပြီးအလှငွေ750လှူဒန်းပေးပါတော့ယူဆန်ကျောင်းမြတ်ရတနာကုမ္ပဏီမှဦးစိန်လင်းထွန်းအားဂုဏ်ပြုလက်မှတ်လက်ခံရယူပေးပါရန်အတွက်စင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်အလှငွေကျပ်350လှူဒန်းပေးပါတော့ယူဆန်ကျောင်းမြတ်ရတနာကုမ္ပဏီမှဦးစိန်လင်းထွန်းအားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးပါတော့မန္တလေးတိုင်းဒေသကြီးအမျိုးသားယဉ်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်မှပါမောက္ခချုပ်ဆရာကြီးဦးအောင်ဆန်းဦးအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ပြန်လည်ပေးအပ်ရန်မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဗဟို၏ဒုတိယဥက္ကဋ္ဌဒေါ်မမို၏မှစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာ
တိန်း30ကျပ်လူဒန်းပေးပါသောမစ္စတာရဲဝန့်အားကွန်ပျူမှတ်တမ်းလက်ခံရန်နှင့်စင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါရခင်ဗျာလူငွေတိန်း30ကျပ်လူဒန်းပေးပါသောမစ္စတာရဲဝန့်အားအထူးပင်ကျေးဇူးတင်ကွန်ပျူအပ်ပါရခင်ဗျာဆက်လက်ပြီးတိန်း30ကျပ်လူဒန်းပေးပါသော何正章先生雨雪珠宝云南有限公司အားကွန်ပျူလက်မှတ်လက်ခံရန်စင်မြင့်ထက်သို့ကြွရောက်ရန်လေးစားစွာပန်ကြားအပ်ပါရခင်ဗျာလူငွေတိန်း30ကျပ်လူဒန်းပေးပါသော何正章先生雨雪珠宝云南有限公司အားအထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါရခင်ဗျာကွန်ပျူတာချင်းမြင့်ပေးပါသောမြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းပဟိုဤဒုတိယဥက္ကဋ္ဌဒေါ်မိုမိုဤအားအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာအလူငွေ10သိန်းကျပ်လူဒန်းချင်းအားဂုံပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ရန်အတွက်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏ဒုတိယဥက္ကဋ္ဌနှင့်ဒေါ်မြသွေးရီအားစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါရရှင်အလူငွေ10သိန်းကျပ်လူဒန်းပေးပါသောဦးကျော်လင်းအောင်နှင့်ဒေါ်မိုးတီတာဦးတို့အားဂုံပြူလက်မှတ်လက်ခံရယူပေးပါရန်အတွက်စင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါရရှင်အလူငွေ10သိန်းကျပ်လူဒန်းပေးပါသောဦးကျော်လင်းအောင်နှင့်ဒေါ်မိုးတီတာဦးတို့အားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါရရှင်ဆက်လက်ပြီးအလူငွေ10သိန်းကျပ်လူဒန်းပေးပါသော Palace Hotel မှဦးလောယုံဒေါ်တန်းတန်းရွှေတို့အားဂုဏ်ပြုလက်မှတ်လက်ခံရယူပေးပါရန်အတွက်စင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါရရှင်အလူငွေကျပ်10သိန်းလှူဒန်းပေးပါသော Palace Hotel မှဦးလောယုံဒေါ်တန်းတန်းရွှေမိသားစုတို့အားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါရရှင်ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးပါသောမြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဒုတိယဥက္ကဋ္ဌနှင့်ဒေါ်မြသွေး၏အားအထူးပဲကျေးဇူးတင်ရှိပါရရှင်အလူငွေ10သိန်းကျပ်လူဒန်းချင်းအားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ချီးမြှင့်ရန်အတွက်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်းငါကျော်စွာထပ်ဆင့်အကယ်ဒမီဒါရိုက်တာဦးပကြီးစိုးမိုးအားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်ဂုဏ်ပြုလက်မှတ်ပေးအပ်ရန်အတွက်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏အတွင်းရေးမှူးဦးတန်းထွန်းစိုးအားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင်ဆရာကြီး10သိန်းမပန်းမလား10သိန်းလူလာဆရာကြီးလူလာအလူငွေ10သိန်းကျပ်လူဒန်းပေးပါတော့ဆရာကြီးပကြီးစိုးမိုးအားအထူးပဲကျေးဇူးတင်ရှိပါရရှင်အလူငွေ10သိန်းကျပ်လူဒန်းခြင်းအတွက်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ရန်အတွက်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေး၏အတွင်းရေးမှူးဒေါ်သင်းပြန့်ကျူအားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါရရှင်အလူငွေ10သိန်းကျပ်လူဒန်းပေးပါတော့ဦးကျော်လင်းဒေါ်ဖြူဖြူအားဂုဏ်ပြုလက်မှတ်လက်ခံရယူပေးပါရန်အတွက်စင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါရရှင်အလူငွေ10သိန်းကျပ်လူဒန်းပေးပါတော့ဦးကျော်လင်းဒေါ်ဖြူဖြူအားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါရရှင်ဆက်လက်ပြီး
အလူငွေ10 သိန်းကျပ်လှူဒန်းပေးပါတော့ဦးအောင်မျိုးမြတ်ဒေါ်မိုးပွင့်ဦးသာအားဂုဏ်ပြုလက်မှတ်လက်ခံရယူပေးပါရန်အတွက်စင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်အလူငွေကျပ်10 သိန်းလှူဒန်းပေးပါတော့ဦးအောင်မျိုးမြတ်ဒေါ်မိုးပွင့်ဦးသာမိသားစုတို့အားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးပါသောမြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏အတွင်းရေးမှူးဒေါ်သင်းပြန့်ကျူအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အလူငွေ10 သိန်းကျပ်လူဒန်းချင်းအားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ချီးမြှင့်ရန်အတွက်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏တွဲဖက်အတွင်းရေးမှူးဒေါ်မိုးတီတာဦးအားစင်မြင့်ထက်သို့ကြွားရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်အလူငွေ10 သိန်းကျပ်လှူဒန်းပေးပါတော့တဘာဝလောကအလှအကအဖွဲ့အားဂုဏ်ပြုလက်မှတ်လက်ခံရယူပေးပါရန်အတွက်စင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်အလူငွေကျပ်10 သိန်းလှူဒန်းပေးပါတော့တဘာဝလောကအလှအကအဖွဲ့အားအထူးပဲကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးပါတော့မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏တွဲဖက်အတွင်းရေးမှူးဒေါ်မိုးတီတာဦးအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးအစီအစဉ်၄အရမြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်ကကျော်စွာထက်ဆင့်အကယ်ဒမီဒရိုက်တာပကြီးဦးစိုးမိုးမှမြန်မာမှုပန်းဆက်မျိုးဇလန်းတို့ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်စုရွေးချက်ပုံများကိုရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ခင်ဗျာရှင်းလင်းပြောကြားနိုင်ပါရန်နာယကကြီးဦးပကြီးစိုးမိုးမှစင်မြင့်ထက်တို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာကြောက်လာတဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ယဉ်ကျေးမှုတက္ကသိုလ်ကဘာကျုပ်အပါဝင်ဒီမန္တလေးမှာရှိတဲ့အကြီးအကဲများမြို့မိမြို့ဖများအနုပညာပေါ်မှာစိတ်ဝင်စားသောပုဂ္ဂိုလ်များနဲ့ပြန်မောဝင်ဖွဲ့သားများအားလုံးကိုလည်းပဏာမကျေးဇူးတင်တဲ့အကြောင်းပြောလိုပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကျွန်တော်နိုင်ငံကဒီယဉ်ကျေးမှုကြိုင်ပွဲတွေလုပ်တာနောက်ပိုင်းတော်တော်ကောင်းသွားပါပြီဒီပွဲတော်တော်များများကလည်းကျွန်တော်နိုင်ငံမှာကိုယ်မွန်လင်းလင်းပြောရင်အားကစားကောယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ပွဲလမ်းသဘင်တွေရောလုပ်ငန်းဆောင်တာတွေအားလုံးကတဖြည်းဖြည်းချင်းတည်ရချင်းတိုးတက်လာတာကိုတေချာယူဆိုင်ကြည့်မြင်နိုင်ပါတယ်ကျွန်တော်ကိုယ်၌လည်းဒီဝန်ကြီးဌာနဓာတ်ပုံပြပွဲတွေနိုင်ငံတော်ကပြိုင်ပွဲတွေအားလုံးမှာနောက်နိုင်ငံတကာပြိုင်ပွဲတွေမှာကျွန်တော်အကဲဖြတ်အနေနဲ့လုပ်ခဲ့ပါတယ်အဲ့မှာလည်းကျွန်တော်မြန်မာနိုင်ငံကဓာတ်ပုံပညာရှင်တွေအများကြီးကလည်းစုရတာကိုတွေ့ပါလိမ့်မယ်အဲ့တော့ဒီပွဲမှာတော့ထူးခြားချက်ကကျွန်တော်တို့ဒီအသင်းအနေနဲ့ရည်ကြည်မှုဒီအနုပညာအသင်းအနေနဲ့ကျွန်တော်ဖွံ့ဖြိုးရေးအတွက်အဓိကတော့ဖွံ့ဖြိုးရေးအတွက်လို့ခေါင်းစည်းတပ်ထားတဲ့အတွက်ဖွံ့ဖြိုးအောင်ကြိုးစားပါတယ်ဥက္ကဋ္ဌအနေနဲ့လည်းစိတ်ဝင်စားပါတယ်မင်ဘာတွေဖြစ်တယ်လို့အားလုံးကလည်းစိတ်ဝင်စားပါတယ်ဒီပြိုင်ပွဲရဲ့ထူးခြားမှုဆိုတာကကျွန်တော်နိုင်ငံပန်းဆယ်မျိုးကအဓိကကြပါတယ်တနိုင်ငံလုံးမှာရှိတဲ့နေရာအရပ်နေရာဒေသမလတ်ဖျားစီရီကျောင်းကနေအပါဝင်အထူးသဖြင့်မန္တလေးရွှေမြို့တော်ကအနုပညာမြို့တော်ပါပကြီးဆရာတွေဂီတပညာရှင်တွေဗဟုပညာရှင်တွေအလွန်ထွန်းကားတဲ့မြို့ဖြစ်ပါတယ်ဇတ်သဘင်အပါဝင်ဆိုတော့အနုပညာထွန်းကားတဲ့ဆိုတော့မြန်မာနိုင်ငံမှာအနုပညာတွေအများကြီးရှိတဲ့ထဲမှာပန်းဆယ်မျိုးကိုပြိုင်ပွဲအားဖြင့်လောက်ကြတာနေပါတယ်ကျွန်တော်ဒီအသင်းကြီးအနေနဲ့စူးစမ်းပန်းစားဆောင်ရွက်ခဲ့တဲ့အတွက်ကျွန်တော်လည်းကျမ်းမာရေးနဲ့ခိုင်းမိထားတဲ့အတွက်မကောင်းပါဘူးသို့တော့ကျွန်တော်ရောက်အောင်လာပါတယ်ဘာလို့ဆိုမန္တလေးမြို့ဖြစ်လို့လာတယ်ကျွန်တော်လည်းအညာသားဆိုတော့မန္တလေးကိုရောက်အောင်လာတာပါဒီပြိုင်ပွဲမှာထူးခြားမှုလို့ပြောရင်တော့အများကြီးပြောလို့ရပါတယ်သို့တော့ကျွန်တော်တို့ကကြော်ညာအားနဲ့လို့လားမသိပြိုင်ပွဲဝင်ဒီလိုပွဲမျိုးကအနည်းဆုံးပြိုင်ပွဲဝင်ရာခဏန်းရှိရမှာပါကျွန်တော်တကဘာလုံးမှာဇလန်းတို့ပြိုင်ပွဲတွေနိုင်ငံတကာဇလန်းတို့ပြိုင်ပွဲတွေမှာလည်းအားပါးတွေကပြိုင်ကြပါတယ်သို့တော့ပြိုင်ပွဲဝင်နည်းပေမဲ့ပြိုင်ထားတဲ့ဇလန်းတွေတော်တော်လေးကောင်းပါတယ်
ကျွန်တော်ဒီတဲ့မှာကပြိုင်စေခြင်းတယ်အဲ့ကျွန်တော်တို့ဒီမှာကင်မရာလည်းမတတ်မှတ်ပါဘူးရုပ်ရှင်ကင်မရာနဲ့ပဲရိုက်ဗီဒီယိုကင်မရာပဲရိုက်တယ်လီဖုန်းနဲ့ပဲရိုက်ကန့်တတ်ထားတာမရှိဘူးဘာကြောင့်လဲဆိုတော့ဟိုငွေကြီးအသုံးစရိတ်ဒီများမှကြောက်လို့ရိုက်နိုင်မှကြောက်တဲ့အတွက်ကျွန်တော်ကဒီနည်းပညာနဲ့ပတ်သက်မကန့်တတ်ထားဘူးဘာပဲကန့်တတ်လဲဆိုအထူးသဖြင့်အနုပညာဆိုပန်းဆယ်မျိုးနဲ့ပတ်သက်တဲ့အနုပညာကိုတရုပ်ပေါ်အောင်ရိုက်ကူးနိုင်တဲ့လူအဓိကစုပေးထားပါတယ်ဆိုတော့မန္တလေးမှာရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီပကြီးဆရာတွေလည်းအများကြီးပကြီးကားတွေလည်းရိုက်မယ်ပကြီးနဲ့ပတ်သက်ပြီးရိုက်မယ်ဆိုရင်ပကြီးဆရာမန္တလေးမှာတော်တော်များပါတယ်ကျွန်တော်ရန်ကုန်ကမြို့တကာရောက်လာတဲ့ကျွန်တော်ပါဝင်ပေါ့ကျွန်တော်လည်းအညာကနေအဲ့ဒါပြောဝဲနဲ့ရန်ကုန်တက်နေပြီးတော့ပကြီးဆရာလောက်တာဆိုတော့ဒီမန္တလေးအနေနဲ့じゃမန္တလေးမြို့ခံကိုပကြီးဆရာတွေအများကြီးရှိပါတယ်ဗဟုပညာရှင်လည်းအများကြီးရှိပါတယ်ဘယ်နှသွားတော့ဗဟုပညာရှင်မလွတ်ပါဘူးအဲ့ဒါကျွန်တော်တို့မြတ်စွာဘုရားရုပ်ဘွားတော်တွေထူတဲ့ပညာရှင်နဲ့ဗဟုပညာရှင်အများကြီးပါဒီပန်းနဲ့ထူတဲ့ပန်းတော်ပညာရှင်နဲ့အများကြီးပါဆိုတော့မန္တလေးမြို့ကပညာရှင်တွေအများကြီးရှိပြီးတော့ကျွန်တော်ကတော့ဒီတက်မကပြိုင်စီခြင်းပါတယ်နောက်ကိုလည်းကျွန်တော်ကတော့မေတ္တာခံခြင်းပါတယ်အခုလိုပြိုင်ပါလို့အခုပြိုင်တဲ့ဥစ္စာပန်းဆယ်မျိုးနဲ့ပတ်သက်လို့ပထမဆုံးရသွားတဲ့ပုံကပန်းဆယ်မျိုးရဲ့အဓိပ္ပာယ်ကိုလည်းနံပါတ်1ကဖော်ကျူးသွားတယ်ရတဲ့ပကြီးဆရာလည်းသူကပကြီးဆရာဖြစ်နေတယ်ပကြီးဆရာဖြစ်နေပြပွဲကိုအကြောင်းပြုပြီးတော့ပြပွဲမှာရှိတဲ့ပန်းဆယ်မျိုးအခြေခံပြီးတော့ပြသွားတဲ့အတွက်ကြီးတဲ့လူကရှင်းလင်းပြီးစိတ်ဝင်စားပါတယ်စိတ်ဝင်စားပြီးဒါကိုတကယ်နိုင်ငံတကာပြရင်လည်းကျွန်တော်တို့ပါဝင်နိုင်တဲ့အဆင့်ရှိပါတယ်ဟိုပယ်နိုင်တဲ့အဆင့်ထဲမှာမရှိပါဘူးသို့သောဆုချိတ်တယ်ဆိုတဲ့အပေါ်မှာတော့ဒီတဲ့အည်သွေးပေါ့နီးပညာအည်သွေးတွေရလား AED မဲ့ဖြစ်ဖြစ်ဒီဖြစ်တခြားကျွန်တော်တို့ photography ဖြစ်ဖြစ်သူ့ရဲ့ကောင်းမှရမှာပါသို့တော့အခုလောလာရိုက်တဲ့ထဲမှာတော့ဒါသည်ပန်းဆယ်မျိုးရဲ့အထိပ္ပယ်ကိုအပေါ်လွင်ဆုံးရိုက်နေတဲ့အတွက်သူကပထမဆုရထားတာပါဒုတိယဆုတစ်ခါပြန်ကြည့်တတိယဆုပဲကြည့်နှစ်သိမ့်ဆုနှစ်ဆုပဲကြည့်တဲ့အခါမှာဒီဘဘုနဲ့ပတ်သက်လို့လဲမန္တလေးမှာပဲများတာပဲတကယ်တမ်းပြောမန္တလေးကတော်တော်များပါတယ်အနုပညာမျိုးတော်ဖြစ်အနုပညာမျိုးတော်ဖြစ်ပြီးတော့အနုပညာသမားများတဲ့အတွက်ဒီတဲ့ပို့ပြိုင်စေကျွန်တော်ထက်ကတလဲလဲပြောတာအကြောင်းရှိပါတယ်အဲ့ဒါအနုပညာထုံးကားတဲ့မြို့တစ်မြို့ကမြောက်များစွာပြိုင်ကိုပြိုင်မှာစကြင်ကြောက်ထုမယ်ဆိုလဲဒီလမ်းွယ်မှာအမရဗုဒ္ဓလမ်းပတ်ချာလဲမှာဒီစကြင်ကြောက်အများကြီးတေသားပပုဆိုလဲမန္တလေးကအများကြီးပန်းနဲ့ပဲပန်းတပွန်ဆိုလဲအများကြီးအဲ့ဒါပဒိန်လဲအများကြီးအဲ့ဒါကျွန်တော်တို့ဒီပန်းဆယ်မျိုးနဲ့ပတ်သက်တဲ့ရိတ်ကွင်းရိုက်ကွက်ကမန္တလေးမြို့ပါအများကြီးပါကျွန်တော်ရစေချင်ပါတယ်တလဲစားတဲ့ခုနကျွန်တော်တို့ရင်းရမှုတက္ကသိုလ်ပါချုပ်ကြီးပါတယ်ကျွန်တော်ရန်ကုန်မှာဆိုရင်ပြီးခဲ့တဲ့တိုက်ဆိုင်လို့ကျွန်တော်ပြောတာပါအာဆီယံ9နိုင်ငံကျွန်တော်ပြန်ကြပါတယ်ထိုင်းပါတယ်ဗီယက်နမ်ပါတယ်လာအိုပါတယ်မလေးရှားပါတယ်အင်ဒိုနီးရှားပါတယ်ဗီယက်နမ်ပါတယ်ကျွန်တော်တို့မန္တလေးကမဟုတ်ဘူးရန်ကုန်ကပါတိုးတော့မန္တလေးတက္ကသိုလ်ရန်ကုန်တက္ကသိုလ်ကလည်းဆရာတွေကဘယ်ပြန်ညာပြန်သွားနေကြတာပါဒီဆရာတွေပါအဲ့ဒီမှာကျွန်တော်9နိုင်ငံမှာမြန်မာပြည်ကကျွန်တော် organizer ပါကျွန်တော်အားလုံးထိန်းချုပ်ပထမရပါဆိုတော့အာဆီယံနိုင်ငံ9နိုင်ငံမှာကိုကျွန်တော်တို့ညီညွတ်မှုတက္ကသိုလ်နဲ့ဒါကကျွန်တော်ဂုံလဲယူပြီးပြောတာပါကျောင်းသားတွေတော်တာကိုလည်းချီးကျူးတာပါဆရာဆရာမတွေလည်းတော်ပါတယ်ဆိုတော့အဲ့လိုရတယ်လို့ဒီမှာလည်းကျွန်တော်ရတဲ့လူတွေစုအခုကျွန်တော်ပြမှာပါပြလိုက်ရင်တွေ့ပါလိမ့်မယ်ထိုက်တဲ့တန်တာဆူရတယ်ဆိုတော့တွေ့ပါလေနီးပညာအပြင်တော့ကင်မရာအကောင့်တွေမသုံးနိုင်တာလေးတွေရှိတယ်သို့တော့ဟိုအည်သွေးညံ့တာမရှိပါဘူးအဲ့တော့ကျွန်တော်တို့အသိဉာဏ်အဓိကရည်ရွယ်ချက်သည်ဒီပန်းဆယ်မျိုးနဲ့ပတ်သက်တာရောဂီတသဘင်ရောနောက်ပိုင်းဟလာဒီဇက်သဘင်နဲ့ပတ်သက်တာရောအကတွေရောနိုင်ငံတကာဆက်သွယ်ရေးရောနိုင်ငံတကာနဲ့ join လုပ်တဲ့ဥစ္စာတွေရောဆက်လက်ပြီးတော့လုပ်ကင်သွားမှာဖြစ်တဲ့အတွက်အဲ့ဒါကျွန်တော်တို့အသင်းရဲ့စေနာကျွန်တော်တို့အသင်းရဲ့ဟလာဒီအားလုံးပေါ့ကျွန်တော်မြန်မာတနိုင်ငံလုံးမှာရှိတဲ့အမှုပညာစိတ်ဝင်စားတဲ့သူအားလုံးအတွက်ဟိုဆိုတာကလုတ်ပိုင်ခွင့်ရှင်ပြိုင်ခွင့်ဖန်တီးပေးထားတဲ့ဥစ္စာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအတွက်နောက်လဲပါဝင်ကြပါရှင်ပြန်ကြပါဒါကျွန်တော်တို့အခုလိုပဲငွေအားလူအားပေးတာကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ပြောရင်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာမြန်မာမှုပန်းဆယ်မျိုးဇလန်းတူပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်စုရွေးချယ်ပုံများကိုရှင်းလင်းပြောကြားပေးပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်းငါကျော်စွာထက်ဆင့်အကယ်ဒမီဒါရိုက်တာဦးပကြည်စိုးမိုးအားအထူးပဲကျေးဇူးတင်ရှိပါရရှင်
အခမ်းအနားအစီအစဉ်9အရာမြန်မာမှုပန်းဆယ်မျိုးဇလန်းတို့ပြိုင်ပွဲတွင်10ပွင့်ရတနာပန်းပညာခေါင်းစဉ်ဖြင့်ပထမဆုရရှိခဲ့သောဦးကံညွန့်ဝေမြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံးအားဆုချီးမြှင့်မည့်အစီအစဉ်ဖြစ်ပါတယ်ရှင်။တို့ဖြစ်ပါ၍ဆုချီးမြှင့်ပေးပါရန်အတွက်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်းငါကျော်စွာထက်ဆင့်အကယ်ဒမီဒါရိုက်တာဦးပကြည်စိုးမိုးအားစင်မြင့်ထက်သို့လေးစားစွာဖြင့်ထပ်မံဖိတ်ကြားအပ်ပါတယ်ရှင်။ဆုလက်ခံရယူရန်အတွက်ဦးကံညွန့်ဝေမြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံးအားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ရှင်။ဆုချီးမြှင့်ပေးပါသောမြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏နာယကအလင်းငါကျော်စွာထက်ဆင့်အကယ်ဒမီဒါရိုက်တာဦးပကြည်စိုးမိုးအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးမြန်မာမှုပန်းဆယ်မျိုးဇလန်းတို့ပြိုင်ပွဲတွင်ပထမဆုရရှိသောဦးကံညွန့်ဝေမြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး၏10ပွင့်ရတနာပန်းပညာဇလန်းတို့အားပြသသွားမည်ဖြစ်ပါတယ်ခင်ဗျာမြမမှုနေပေမှာဖျားမတင်နတ်မဝင်လူတွင်ပန်းဆယ်မျိုးရိပ်လို့ဆိုယူစကားရှိထားပါလေရှင်ယနေ့ခေတ်လူငယ်လူရွယ်တောင်းငယ်သမီးငယ်များအနေနဲ့တော့ဒီစကားစုလေးရဲ့လေးနဲ့တဲ့တန်ဖိုးနဲ့အဓိပ္ပာယ်ကိုသိသူတွေရှိကြသလိုမသိသူတွေလည်းရှိနိုင်ကြပါတယ်တကယ်တော့ဒီပန်းဆယ်မျိုးဆိုတဲ့အဓိပ္ပာယ်ကိုရာဇောဝါဒကျမ်းမှာပဲထိန်တင်းတော့ရံပုမော့မှတ်လို့ပွချီယုံလို့ဆိုယူစကားဖွဲ့ဆိုထားပါလိမ့်ရှင်အဲ့ဒီဆယ်မျိုးသောပန်းပညာတို့ရဲ့အဓိပ္ပာယ်ကတော့ပဲဆိုတာဟာတန်တယ်များကိုထုလုပ်ပုံဖော်ပြီးလူအသုံးဆောင်ပစ္စည်းများကိုထုတ်လုပ်ဖန်တီးတဲ့ပပဲပညာရက်ကိုဆိုလိုတာပဲဖြစ်ပါတယ်ထိန်ဆိုတာကတော့ရွှေတွေငွေတွေတို့နဲ့လက်ဝတ်တန်းစာမှစားပြီးလူတို့ရဲ့အစဉ်တန်းစာများကိုသွန်းထုခတ်လုပ်တဲ့ပရိအတ္တပညာကိုညွှန်းဆိုဖွဲ့တည်ထားခြင်းပဲဖြစ်ပါလိမ့်ရှင်တင်းဆိုတဲ့ပရိပညာရက်ကတော့ခေါင်လောင်ကြီးစီအစချီတဲ့ဗုဒ္ဓရုပ်ပွားတော်များနဲ့ကြီးသောအသုံးဆောင်ပစ္စည်းများကိုအနုပညာမြောက်စွာသုံးလုပ်ဖန်တီးတဲ့အနုလက်ရာပညာရက်တစ်မျိုးပဲဖြစ်ပါလိမ့်ရှင်တော့ဆိုတာကတော့အင်္ဂလိပ်တရွတ်တို့နဲ့ရုပ်လုံးရုပ်ကြွအမောအပြောက်ကနုတ်တန်းစားများကိုဖန်တီးပြုလုပ်တဲ့ပန်းတော်ပညာကိုရည်ညွှန်းဖွဲ့ဆိုခဲ့တာလို့လေ့လာသိရှိရပြန်ပါတယ်ရန်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကအုတ်အင်္ဂလိပ်တို့နဲ့စီဒီတစောင်းကျောင်းစရက်စတာတွေကိုဆောက်လုပ်တဲ့ပယံအတတ်ပညာကိုဆိုလိုတာပဲဖြစ်ပါတယ်ပုဆိုတာကတော့တစ်သားဆင်ဆွေဖျောင်းပလတ်စတာရွှွန်စီစတဲ့ကုန်ကျန်းပစ္စည်းတွေနဲ့ရုပ်လုံးရုပ်ကြွတွေရုပ်ထုတွေကိုထုလုပ်တဲ့ပပုအတတ်ပညာရက်ကိုရည်ညွှန်းဖွဲ့ဆိုထားခြင်းပဲဖြစ်ပါလိမ့်ရှင်မော့ဆိုတာကြပြန်တော့ပန်းတမော့ပညာရက်ကိုကိုးစားပြုဖွဲ့ဆိုထားခြင်းလို့ဆိုရမှာဖြစ်ပါတယ်ပုတ်ဆိုတဲ့ပန်းပုတ်ပညာရက်ကတော့တစ်သားဆင်ဆွေစတဲ့ပစ္စည်းကုန်ကျန်းတွေကိုလူရပုံစံအတိုင်းချောမွတ်အောင်ပုတ်ခမ်းပြုလို့ရတဲ့အနုပညာဆန်နဲ့မြန်မာတို့ရဲ့ရိုးရာအတတ်ပညာတစ်ခုပဲဖြစ်ပါတယ်ချီဆိုတာကတော့မြန်မာတို့ရဲ့လူမှုနယ်ပယ်အတွင်းမှာလူတိုင်းနဲ့ယဉ်နီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ပကြီးပညာကိုဆိုလိုတာပဲဖြစ်ပါတယ်စီရီခဲရီလူပုံရုပ်ပုံရှုခင်းစတာတွေကိုရေးချယ်တဲ့အနုပညာတရက်အဖြစ်ယနေ့တိုင်းထင်ရှားစွာယက်တည်နေနိုင်တဲ့အနုပညာရက်တစ်ခုပဲဖြစ်ပါတယ်ရှင်
နောက်ဆုံးတစ်ခုဖြစ်တဲ့ယွန်းဆိုတဲ့ပန်းယွန်းပညာဆိုတာကတော့ဝါနီတယိုတစ္စီစတဲ့ကုန်ကျန်းတွေကိုအသုံးပြုပြီးပန်းနဲ့ရုပ်ကြွများတင်ကယွန်းတဲ့အသုံးဆောင်ပစ္စည်းအမျိုးမျိုးကိုဖန်တီးထုတ်လုပ်တဲ့ပညာရပ်ဖြစ်တာမို့ရိုးရာပန်း10မျိုးအတတ်ပညာတွေဟာအမှုပညာရဲ့လေးနဲ့တိမ်မွေးပြီးခက်ခဲနက်နဲတဲ့သဘောကိုဆောင်နေတယ်ဆိုတာတွေ့ရမှာပဲဖြစ်ပါလိမ့်ရှင်ပန်းဆိုတဲ့ဝေါဟာရရဲ့မူလအရင်းအမြစ်ဟာပန်းဖြစ်ကြောင်းစာပေပညာရှင်ကြီးများကဖော်ထုတ်ခဲ့ကြပါလိမ့်ရှင်ပန်းရဲ့အနက်အဓိပ္ပာယ်ကတော့ဖန်တီးသည်ဖန်တီးချက်လက်ရာဖန်တီးသူလို့သိရပါတယ်အနုပညာလက်ရာတစ်ခုဖြစ်ပေါ်လာဖို့တွေးတောကြံစည်ရခြင်းကဏ္ဍဟာလုပ်ငန်းပိုင်းဆိုင်ရာအရာပန်းအလုပ်ဖြစ်တယ်လို့ဆိုကြပါတယ်ပန်းရည်လို့ပြည့်ညက်ခေါ်ဆိုကြခြင်းဟာမောမှန်ချေလေစီမံရတဲ့အနုပညာလုပ်ငန်းဖြစ်တာကြောင့်သူခုမှအနုပညာကိုတင်စားခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်းအချို့သောပညာရှင်များကယူဆခဲ့ကြတာဖြစ်ပါလိမ့်ရှင်ပန်းစေမျိုးပညာရပ်များပေါ်ပေါက်လာခဲ့တဲ့အချိန်ကာလကိုပကံပြီးကျန်းစစ်မင်းကြီးလက်ထက်မှာဖြစ်မယ်လို့အချို့သောပညာရှင်ကြီးများကခန့်မှန်းခဲ့ကြပါလိမ့်ရှင်ရှေးခေတ်ကျောက်စာဟောင်းများအဆိုအရဆိုပါမူမြမရာဇဝင်မှာအနောယထာမင်းစောကသာလျှင်ဖုံးတကူအကြီးမားဆုံးဘုရင်တစ်ပါးဖြစ်ခဲ့တာကြောင့်အနောယထာမင်းလက်ထက်ကပင်ပန်းစေမျိုးပညာရှင်များစုံလင်စွာရှိခဲ့ကြတယ်လို့ဆိုကြပြန်ပါတယ်ရှင်အနောယထာမင်းလက်ထက်မှာတော့ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ဇီဒီပထုများကိုသာအများအပြားတိဆောက်ခဲ့ကြတာကိုတွေ့ကြရပါတယ်ကျန်စင်မင်းလက်ထက်ရောက်တဲ့အခါကြမှာသာလျှင်ဂူကျောင်းတစောင်းပြတ်သက်စတဲ့အဆောက်အဦများကိုဆက်လက်ဆောက်လုပ်ပြီးအနုပညာလုပ်ငန်းများကိုအားပေးချီးမြှောက်လာခဲ့ကြောင်းလေ့လာတွေ့ရှိခဲ့ကြရပါတယ်ရှင်။ဒါကြောင့်ပန်းစေမျိုးအနုပညာလုပ်ငန်းများဟာပကံခေတ်ကစတင်ဖွံ့ဖြိုးတိုးတက်လာတယ်လို့အကျဉ်းအားဖြင့်မှန်းဆသင့်ပါတော့လေမြန်မာလူမျိုးရေးလို့ထင်ထင်ရှားရှားပေါ်ပေါက်မလာသေးမီဖြူခေတ်ကလေးကပင်ဘိသုကအတက်ပပုပပေပန်းတော့ပန်းတမော့ပကြီးပယံစတဲ့အတတ်ပညာများထွန်းကားခဲ့ပြီးဖြစ်ကြောင်းကိုတည်ခေတ္တရာပြူမြူဟောင်းကဒုဖော်ရရှိခဲ့တဲ့ပြူအယိုးအိုးများကြောက်ချက်ရုပ်ပွားတော်ကြီးများကြောက်အုပ်တို့နဲ့တိဆောက်ခဲ့ကြတဲ့ဘောဘောကြီးဖျားလေးမျက်နှာဖျားဖယမစတဲ့ဖျားပတိုးကြီးများအပြင်ရွှေငွေတို့နဲ့ထုလုပ်ခဲ့ကြတဲ့ရုပ်ထုရုပ်ပွားတော်များအစရှိတဲ့အနုပညာလက်ရာများကိုတွေ့ရှိရခြင်းအပြင်ပြုခေတ်ကာလအချိန်ကလေးကပင်ပန်းစေမျိုးပညာရပ်များရှိခဲ့ပြီဖြစ်ကြောင်းကိုဂုဏ်ယူဝေသိရှိနိုင်ခဲ့ကြပါလိမ့်ရှင်။ဧဝခေတ်မှာလည်းပန်းစေမျိုးပညာရပ်များအထူးတိုးတက်အောင်မြင်ထွန်းကားခဲ့ကြောင်းကိုလက်ဝဲသုံးဒရအမတ်ကြီးဦးမြတ်ဆန်းရဲ့တာဒိနာပြုမှာတွေ့ရှိခဲ့ရပါကြောင်းယနေ့ခေတ်မြန်မာလူငယ်များအနေနဲ့မိမိတို့လူမျိုးရဲ့ဂုဏ်ယူပွဲရာယဉ်ကျေးမှုအနုလက်မှုပညာရပ်များကိုနားလေမျက်နှာတန်ဖိုးထားထိမ့်သိမ်းလာတတ်ကြစေရန်စေရနာမွန်နဲ့ဤစေပွင့်ရတနာပန်းပညာအစီအစဉ်ကိုတင်ဆက်လိုက်ရပါတယ်ရှင်ဆက်လက်ပြီးအစီအစဉ်6အရမေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းရှိကျောင်းသားကျောင်းသူများမှကျေးလက်ရိုးရာအကဖြင့်ကပြဖျော်ဖြေမည်ဖြစ်ပါတယ်။သို့ပါ၍တင်ဆက်ကပြမိမေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းရှိကျောင်းသားကျောင်းသူများအားစင်မြင့်ထက်သို့နေရာယူဝေးရန်ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။
Come on,
မြန်မာတလေးကျေးလက်ရိုးရာအကများဖြင့်တင်ဆက်ကပြဖြောပြသွားပါတော့မြစ်တာကိုပိုင်အထက်တန်းကျောင်းမှကျောင်းသူကျောင်းသားလေးများအားအထူးပဲကျေးဇူးတင်ရှိပါရရှင်ဆက်လက်ပြီးမြန်မာမှုပန်းစင်မျိုးဇလန်းတူပြိုင်ပွဲတွင်ဒုတိယဆုရရှိခဲ့သောဗမာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၏တစ်သားတဲကအသက်ဝိညာဉ်ဇလန်းတူအားပြသသွားမှာဖြစ်ပါတယ်ရှင်မြမပန်းစိန်မျိုးထဲမှာဗဟုပညာရဆိုရင်မြမယဉ်ကျေးမှုအမွေနှစ်တွေထဲမှာအလွန်အရေးပါတဲ့ dressing နဲ့ drum နဲ့အမွေနှစ်နှမျိုးလုံးကိုကိုစားပြုတဲ့အမှုပညာရပ်တစ်ခုအဖြစ်ပါဝင်နေပါတယ်။ဗဟုပညာကမြမယဉ်ကျေးမှုတမိုင်းတစ်လျှောက်မှာဖျားကြောင်စရက်နန်းတော်စတဲ့ရှေးအောင်အဆောက်အဦတွေကိုအလှဆင်တဲ့နေရာမှာရောဘာသာရေးကိုဖော်ကျူးရနေရာမှာမရှိမဖြစ်တဲ့အမှုပညာလက်ရာမြောက်တဲ့ dressing အမွေနှစ်များအဖြစ်ရောထိုအမှုပညာကိုဖန်တီးတဲ့လက်မှုပညာရှင်တွေရဲ့ကျွမ်းကျင်မှုအဖြစ်ပေါ့မြမအမွေနှစ်ထဲမှာအခိုင်အမာပါဝင်နေတာပဲဖြစ်ပါတယ်။ဗဟုပညာရဲ့ရုပ်ဝတ္ထုအမွေနှစ်နဲ့အတွေးမြင်အမွေနှစ်တို့ကိုပေါင်းစပ်ပြီးတော့မြမယဉ်ကျေးမှုကိုချဲဝါစွာဖော်ဆောင်ပေးနေတဲ့ထိပ်တန်းအမှုပညာရဲ့တစ်ခုလည်းဖြစ်ပါတယ်။ချိန်တွေကုန်လိုက်တာဗျာလေးစင်ဟာဦးစံဒီလောက်ထိပင်ပန်းခံပြီးလုံးနေတာဘာတွေတွေ့လဲဗျာဒီဘက်ခေတ်ကြီးရမှာဘယ်သူရမလဲဘူးပြင်နေအောင်စိတ်ဝင်စားအောင်ပါလေဦးလေးစင်ကျွန်တော်နီးပညာရင်းနဲ့လေပတ်စံရှာလို့ရအလုပ်တွေအများကြီးရှိနေရပဲလေမင်းကရှေ့ရတသားလုံးကိုမြင်လာဘူးမောင်မျိုးဦးစင်ဟာကျွန်တော်မြင်တာဒီတစ်သားလုံးတစ်တုံးပဲလေတာမန်ထက်မပိုပဲမရွေရှားနိုင်တဲ့တစ်သားလုံးတစ်တုံးကိုကျွန်တော်မြင်တာပေါ့ဒီမှာမောင်မျိုးငါမင်းမြင်တယ်လို့အသက်မဲ့နေတဲ့တသားလုံးပြင်ပန်းခံထုနေသူကိုယ်တိုင်ပေါ်လာခြင်းနဲ့ပုံစံထွက်လာအောင်ကိုကြီးပေးနေတာဘာလို့ထူးစစ်တဲ့တသားတိုင်းမှာအသက်ဝိညာဉ်တစ်ခုပေးနေကြငါတို့ရဲ့တောင်းကပိတ်မိနေတဲ့ဝိညာဉ်တို့မြောက်ထူးစစ်ပြီးမောင်မျိုးအဲ့ဒီဘဘူးရုပ်ကိုတေချာကြည့်စဒီဘဘူးရုပ်ကဘာလို့မြန်မာပြည်တိုင်းတစ်ပါးကြီးကျူးကျော်လာခြင်းဇာတိသွေးဇာတိမှန်အပြည့်ရွရွချွန်တိုက်ခိုက်နေတဲ့ပုံထုစစ်ထားတာအချိန်ကြီးကဒီတိုက်စားခံရတဲ့ကမ်းမလိုပဲ့ပါသွားပြီပဲဒီပုံလေးတွေကခံစားမှုကတော့နဲ့ရှင်းပိတ်မိနေဒါပေမဲ့လည်းဥဆိုင်ဟာခံစားချက်ဆိုတာမျိုးကလူချင်းတပုံညာပြီးတဲ့တိုင်းထားလို့ရပဲလေဥဆိုင်ဒီလိုရုပ်တွေကိုထုနေတာအချိန်ကုန်တာဟောဗျာဓာတ်ပုံကြီးဆိုတာမြင်ငွေကိုမှတ်တမ်းတင်ထားလို့ရတယ်ဒီဘဟုကအဲ့ဒီမြင်ငွေရဲ့ခံစားမှုဖန်ဆုပ်တာပေါင်းမျိုးမင်းလည်းအဲ့ဒီဘဟုကိုတေချာကန်ကြည့်စမ်း
အဲ့ဒီတက်သားတော့ကနေအပူရက်တစ်ခုခုပေးနေတာမျိုးမခံစားမိဘူးလားရေဝမှုမျိုးချစ်စိတ်စာတီတွေစာတီမယ်အကုန်လုံးဒီတာမန်ဘုတ်ခုတယ်ထိုင်မြဲနေတယ်ဟောဦးစံ ခမီခိုင် ဦးစံနေကောင်းကြမှာရမလား ဒီကောင်းပါလေသူအတူမယူနေတော့အတူမရဲ့အဖေဦးလေးရဲ့တငယ်ချင်းကိုတတိယမိတယ်သူကဒီဘူးရုပ်လေးတွေကိုအရန်ချစ်တာညလေးရင်းမယ်လို့သူပြောနေကြစကားတစ်ခုရှိတယ်အရာရာတိုင်းဟာပျက်စီးသွားနိုင်နေတယ်ဘူးရုပ်လေးတွေကတော့ဟာဝရရှင်တန်နေမှာအဖေမဆုံးခင်ကဖျားလူကိုရည်စူးပြီးတော့ထုနေတယ်ထုလက်စာဖျားရုပ်ပါတော့လေအချော်တက်ဖို့ဦးဆန်းကိုအကူကြီးတောင်းတာအားလေးပြီးပြီလားဦးဆန်းကျေးဇူးပြုပြီးတော့အမြတ်ဆုံးဆုံးသက်ပေးပါနော်ဦးဆန်းအဖေရဲ့ဆန္ဒတိုင်းဖျားမှာသွားလူဖို့အတွက်တမီးတို့အမြတ်ဆုံးလုပ်ချင်လို့ပါ ဒီမှာသူဟိုမှာတမီးဖေမှားထားခဲ့တဲ့ရုပ်ပွားတော့ပဲအဖေသားရှိသေးရုပ်ပွားတော့တွေ့ပြီးတော့အရင်ဝမ်းသာနေမှာဦးဆဲဦးဆဲမိဖျားပေးမှုအတွက်အခုတော့ဟုတ်လာမယ်နော်တော့တကယ်ကြတော့ဘုပညာဆိုတာချိန်တွေကိုရပ်တန့်ထားနိုင်တဲ့အမှုပညာတစ်ခုပဲဓာတ်ပုံတွေလိုမျိုးပြတ်သွားမှလည်းမဟုတ်ဟောင်းနှမ်းသွားမှလည်းမဟုတ်လူတစ်ယောက်ရဲ့အမှတ်တရတွေခံစားချက်တွေနဲ့အနှစ်သာရတွေဒီရုပ်ထုကြီးရဲ့မှာအပြောက်ပြတ်သွားအောင်အစင်ထားရသိသိပေးထားပဲကျွန်တော်တို့နားလေပါတော့ဦးစံရင်းကြတော့တာမန်တူတာယူထူမဟုတ်အမတ်တရားဝင်းကြီးထောက်စင်တီးစီတဲ့အသက်ဝင်းကြီးတစ်ခါတလုံးဆိုကျွန်တော်သဘောပေါက်တော့ဟုတ်တယ်မောင်မျိုးဒီစစ်တေရောကြီးရဲ့တတိရတယ်ဒီမှာပဲထာဝရရှင်တန်နေတော့ဦးစံ
ဒါဆိုကျွန်တော်ခွင့်ပြုအောင်ဗျာ ကောင်းပါလေကောင်းပါလေစစ်တီရောစစ်တီရောအခမ်းအနားအစီအစဉ်ခုနှစ်အရာမြန်မာမှုပန်းစင်မျိုးဇလန်းတို့ပြိုင်ပွဲတွင်တစ်သားတွေကအသက်ဝိညာဉ်ခေါင်းစဉ်ဖြင့်ဒုတိယဆုရရှိခဲ့သောဗမာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအားဆုချီးမြှင့်မည့်အစီအစဉ်ဖြစ်ပါတယ်ရှင်။သို့ဖြစ်ပါ၍ဆုချီးမြှင့်ပေးနိုင်ရန်အတွက်မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဗဟိုဤဥက္ကဋ္ဌဒေါ်အေးတင်စာသူအားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ရှင်။ဆုလက်ခံရယူရန်အတွက်ဗမာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ဆုချီးမြှင့်ပေးပါသောမြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဗဟိုဤဥက္ကဋ္ဌဒေါ်အေးတင်စာသူအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးမြန်မာမှုပန်းစင်မျိုးဇလန်းတို့ပြိုင်ပွဲတွင်တတိယဆုရရှိသောယေဒနာပုံလူငယ်များ IYF အဖွဲ့၏မြန်မာမှုယွန်းပညာများထိမ့်သိမ်းပါဇလန်းတို့အားပြသသွားမည်ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်နာမည်ဥပ္ပဆွေဖြစ်ပါတယ်။ရှိရအဖိုးနဲ့ပတ်သက်ပြီးတော့ကျောင်း9တန်းထွက်ပြီးတော့ကျွန်းပညာကိုလုပ်ခဲ့ပါတယ်။ကိုအသက်82နှစ်ရှိပါပြီလုပ်စားတယ်။ မင်္ဂလာပါငါတို့လုပ်ငန်းတို့တောင်းမြို့နယ်အန်တာဝရီရတန်ရက်ကွက်နေပြည်လင်းရုံးတဲ့လုပ်ငန်းပါဒီနေပြည်လင်းရုံးတဲ့လုပ်ငန်းကတော့တို့အဖိုးကလေးကလုပ်ခဲ့တာပဲကွာအဲ့တော့အဖိုးကလေးကလုပ်ခဲ့တဲ့ခါမှာအဖိုးကနေပြီးတော့တို့ကမြည်သည့်အဆင့်တော့ရောက်သွားပြီဒီလုပ်ငန်းကိုဘုဇင်ပေါင်းဆက်တော့ဒီနေ့ချိန်ထိတော့ရိုးရမပြတ်တော့လုပ်နေသေးတာကိုဗစ်တို့ငလျင်တို့ရဲ့နောက်ပိုင်းမှာကျတော့နိုင်ငံသားအဝင်ထွက်ကလည်းတော်တော်နည်းသွားတယ်ဈေးကွက်ကလည်းတို့ကမန္တလေးပေါ်မူတည်နေတယ်မန္တလေးမှာလည်းအလျင်ကတူတူပဲလုပ်ကြတာဆိုတော့တို့ပို့နေတဲ့ဆိုင်လေးတချို့ကတော့နည်းနည်းလေးပေါ့အခက်အခဲလေးတွေဖြစ်သွားတယ်ဝယ်တဲ့လူအားလုံးအခြေခံတွေကိုအများနဲ့ရှင်းပြတယ်အဖြစ်လို့လဲဆိုတော့ရိုးရလေးမပြတ်ချင်လို့ဒီလိုလုပ်ရင်ဒီလိုလေးဖြစ်ပါတယ်ဒီလိုမလုပ်တဲ့အတွက်ဒီပစ္စည်းတွေကဘလို့အရေးသွေးတွေနှိမ့်နေတယ်တို့နိုင်ငံတကာမှာဆိုရင်လည်းတို့ဖောက်ဖောက်တဲ့ခါမှာအရေးသွေးပြစ်မိအောင်လို့ဒီလိုလေးတွေလုပ်ရပါတယ်ဆိုတာကတော့ရုံးမှာဆိုရင်ဒါအထက်12ထပ်လောက်လုပ်ရတယ်12ထပ်လုံးကိုတို့ကရှင်းပြတယ်ရိုးရမပြတ်ဒါလေးတွေကိုကောင်းတယ်ပေါ်ပြီးလောက်ကန်နေတဲ့အခါသင်တဲ့လူတွေကိုလည်းသိစေချင်တယ်ပညာကြီးတော့ကြာတော့ပေါ့နှစ်ကြာတယ်ပေါ့အဲကြောင့်ပညာသင်လို့တော့နေတာနှစ်ကြာတော့ဓမ္မခန္ဓာတော့ပါတိတာကြတော့ပေါ့တော့သင်ပေးချင်တော့ဘယ်သူသင်ပေးချင်တယ်ဆိုတော့ဒီရိုးရလေးကိုလည်းမပြတ်ပါဘူးပါစောင့်ရှောက်ပြီးတော့သွားမယ်ဆိုပြီးတော့စိတ်ကူးတော့ငါတို့ကအများတိုင်းဆိုရှိပါတယ်ဒါနီတို့နေပြလုပ်ငန်းတော်တော်များများတော့မိန်းကလေးတွေလုပ်ပြီးကြတယ်ဝါးတို့အစ်စ်လိုက်ကလေးဖြတ်တယ်ဖြတ်ပြီးလို့ရှိရင်ဖြတ်ပြီးတဲ့ဟာကိုမှသူတို့ပြန်ခိုင်းရသူတို့ကနေမှဝင်းစာပြားဆိုဘယ်နဲ့စစ်လုပ်မယ်နှီးဘယ်နဲ့စစ်လုပ်မယ်အောင်ရင်းကဘယ်နဲ့စစ်လုပ်မယ်ဝါးကိုကြတော့အခေါ်လေးတွေကြတော့အဲဆိုဝင်းစာပြားတို့နှီးတို့
အောင်ရင်းငံတို့အဲ့လိုလေးခေါ်ပြီးတော့သူ့နေရာလေးနဲ့သူထည့်ရတယ်မှားတယ်လို့မရဘူးဟိုဝန်းသာပြားဆိုရင်ဝန်းသာပြားထည့်ရမယ့်နေရာဝန်းသာပြားပဲထည့်ရတာဒါမှသူကအဖြူတယ်ဆိုပြီးတော့သူကထွက်လာတာအပြီးတယ်ကြတော့တို့ကဘာတွေအများဆုံးသုံးရတော့ဆိုတော့သစ်စေးရယ်ကျွန်းလာစာမုံရယ်နောက်တစ်ခါတယူဖြော်တာပေါ့နော်ဖပြမုံကိုထောင်ပြီးတော့သစ်စီးနဲ့ပဲနေပြီးတော့အစစ်စစ်အဲ့ကြောင့်မို့ဒီစုံတလုံးဖြစ်ဖို့အတော့ကအစစ်12စစ်ကြော်ဖြတ်ပြီးမှတို့ကစုံအပြီးတယ်ကိုရောက်တာဒါချက်ဆက်စီပုံတွေကနေဆက်စီကိုဒါတရိုးတိတ်ဖို့လို့ထည့်ရပါအောက်ကပြတရိုးပြလို့ခေါ်ရဗျကျွန်တော်ပြနဲ့ဆက်စီနဲ့ဟိုမှာတသားလေးဖြစ်သွားအောင်လို့ဒါတရိုးတိတ်ရလို့ခေါ်ရပါတော့သူကပြရဲရောလိုက်ထူလိုက်နဲ့အဲ့မှာတော့သူအမရလားအပြော့လားဆိုတော့ပြထိုးရပါသူကတပြားနှစ်ပြားရှိရပါတော့အဲ့လိုမျိုးသူကကြိုးချစ်မှာကြိုးချစ်ပြောလို့ရမှာကြိုးရမှာအချစ်တုံးလို့ခေါ်တော့ချစ်တုံးနဲ့ကျိုးကျက်နေကျိုးရမှာဒါကြောပန်းထည့်ရပေါ့ဒီဟာကျိုးလေးအရင်ရမှာဒီဇိုင်းဆွဲရပေါ့ကိုလိုချင်တဲ့ဒီဇိုင်းကိုဟောဆွဲရပေါ့သူဒါပေမဲ့ဝေးပေါက်တဲ့ညမှာသူရဲ့အဲ့လိုတကွေစင်သူကလည်းပညာရှိသေးရဲ့ဒါကြောအိတ်ချပြီးသားအရေးပေါ့ဒါကြောရွှေကန်ဆက်စီးပေါ့ဒီဟာဆက်စီရဲ့ဂျိုးကိုချက်ပြီးတော့ကျွန်တော်တို့ကဒီချက်ဆက်စီဆိုတာဒီတရိုးတရဲ့ညမှာဒီဆက်စီဂျိုးကိုပြန်ပြီးတော့ချက်ပြီးမှတရိုးတရပါပေါ့နော်ဆက်စီမကောင်းဘူးဆိုရင်တပြင်းဟာနဲ့ယော်လိုက်တယ်ဆိုတော့ဒီတရိုးရမာမလာအောင်နေပူရဲဆိုရင်ပျော့သွားမှာနေပူရဲနေဘလို့နေသူကအကုန်ပျော့ပြီးအစီပေါက်လိုက်မှာဒါဆက်စီကောင်းမှဒါလည်းရင်ကျွန်တော်တို့ကပန်းစွန်ပန်းအကုန်လုံးကျွန်တော်တို့လိုချင်တယ်လို့ပုံပြီးတော့ပုံဖော်လို့ရပါပေါ့ပန်းပုံဖော်လို့ရဘာမှန်ရလဲအမျိုးစားကွဲတယ်စစ်တန်းတို့မှန်အဝိုင်းတို့ကြာကျွန်းတို့အဲ့လိုမှန်ရလဲအမျိုးစားခွဲတယ်။ဟုတ်ကတော့မပြတ်မချင်းကတော့မှန်ကတော့ဒီအတွင်းကခဲတွင်းရတာခဲတွင်းတဲ့ပုံမှာမူတည်ပြီးမှန်ရဲ့ကာလာကွာသွားတာပေါ့။ဟိုခဲတွင်းတာကောင်းတယ်ဆိုရင်မှန်ကအရေးသွေးပိုကောင်းတယ်။ဒီကရွှေဘက်ကြီးဒါလည်းယွန်းထဲရပဲရွှေစွာယွန်းပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုလူငယ်တွေလောက်ကြမယ်၊ဂိုင်းကြမယ်ပညာသင်ကျင်တယ်ဆိုလို့ရှိရင်တော့တို့ကလည်းဖိတ်ခေါ်ပါတယ်။နောက်ပညာလည်းသင်ပေးကျင်တယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာမှုပညာတစ်ခုမှာရုံးတဲ့ပညာဆိုတာလည်းပတ်ဆက်မျိုးမှာတစ်ခုပါဝင်ဖြစ်တယ်လေ။ပတ်ဆက်မျိုးတစ်ခုပါဝင်ဖြစ်တဲ့အတွက်ဒီရုံး10မျိုးတဲ့ဒီတစ်မျိုးလေးကိုလည်းအပပြောက်စေချင်ဘူးပေါ့ကွာ။အတတ်နိုင်ဆုံးငါတို့လည်းငါတို့ရဲ့ generation လေးကိုအတတ်နိုင်ဆုံးသင်ပြပြီးတော့ဒီဟာရပ်တည်နေကြတာပါပဲ။အစီအစဉ်၈ရမြန်မာမှုပန်းစစ်မျိုးဇလန်းတို့ပြိုင်ပွဲတွင်တတရဆုရရှိသောမြန်မာမှုရုံးပညာများထိမ့်သိမ်းပါယေဒနာပုံလူငယ်များ IYF အဖွဲ့အားဆုချီးမြှင့်မှာဖြစ်ပါတယ်ခင်ဗျာတို့ပါ၍ဆုချီးမြှင့်ပေးနိုင်ရန်အတွက်မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဗဟို၏ဒုတိယဥက္ကဋ္ဌဒေါ်မိုမိုဤမှစင်မြင့်ထက်သို့ကြွရောက်နေရာယူပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာလက်ခံရယူရန်အတွက်ယေဒနာပုံလူငယ်များ IYF အဖွဲ့မှစင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာဆုချီးမြှင့်ပေးပါသောမြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဗဟို၏ဒုတိယဥက္ကဋ္ဌဒေါ်မိုမိုဤအားအထူးပင်ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာအခမ်းအနားအစီအစဉ်ကိုအရာလောကအာမန်တေးသချင်းဖြင့်ကပြဖြောပြရန်အတွက်တဘာဝလောကအလှအကအဖွဲ့သားများအားစင်မြင့်ထက်သို့လေးစားခင်မင်စွာဖိတ်ခေါ်အပ်ပါတယ်ရှင်
ဖို့မြေသူခံစားလို့သူလောကအချင်းများရှိနေတယ်လူတွေစုံစုံခွေခွေဝမ်းနဲ့ဝမ်းသာရှိနေတာကိုတင်စေနိုင်ဖို့ Always say I'll send it your darling she just money for all you want လူလေးပါကိုရောင်စုံလှရှာတော့ပါမည်ဒါချိန်မှပဲနောက်ဖက်သို့ဝင်မယ်ညခါမှသာယာချေရောက်လာရောက်ရဲ့ဘာဝလောကရဲ့ဒီလောကဆဲ We just need it We are the only yesလောကအမန်တေးသချင်းဖြင့်ကားပြဖျော်ဖြေပေးပါသောတဘာဝလောကအလှအကဖွဲ့အားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးအခမ်းအနားအစီအစဉ်30အရာမြန်မာမှုပန်းစင်မျိုးဇလန်းတို့ပြိုင်ပွဲတွင် Art on the Tip of Chisel ခေါင်းစဉ်ဖြင့်နှစ်သိန်းစုတစ်ရရှိခဲ့သော Outwards အဖွဲ့အားစုချီးမြှင့်မည့်အစီအစဉ်ဖြစ်ပါတယ်ရှင်တို့ဖြစ်ပါ၍စုချီးမြှင့်ပေးပါရန်အတွက်မြမအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏ဒုတိယဥက္ကဋ္ဌဒေါ်တင်တင်လှိုင်အားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ဆုလက်ခံရယူရန်အတွက် Outwards အဖွဲ့အားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ရှင်စုချင်းမြင့်ပေးပါသောမြမအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲ၏ဒုတိယဥက္ကဋ္ဌဒေါ်တင်တင်လှိုင်အားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးအစီအစဉ်17ရမြန်မာမှုပန်းဆယ်မျိုးဇလန်းတို့ပြိုင်ပွဲတွင် Heritage of Land ဇလန်းတို့အမည်ဖြင့်နှစ်သိမ့်စုနှင့်ရရှိသော Golden Lamb IYF အဖွဲ့အားစုချင်းမြတ်မှာဖြစ်ပါတယ်ခင်ဗျာ
တို့ပါ၍စုချင်းမြင့်ပေးနိုင်ရန်အတွက်မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဒုတိယဥက္ကဋ္ဌနှင့်ဒေါ်မြသွေးကြီးအားဆင်မြင့်ထက်သို့ကြွရောက်နေရယူပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာယူရန်အတွက် Golden Land IYF အဖွဲ့မှဆင်မြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာစုချင်းမြင့်ပေးပါတော့မြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေး၏ဒုတိယဥက္ကဋ္ဌနှင့်ဒေါ်မြသွေးကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအခမ်းအနားကြာမြင့်မှုအချိန်ကိုငဲ့ကွက်သောအဖြစ်နှစ်သိန်းစု1နှစ်နှစ်သိန်းစု2တူဤဇလန်းတူများအားပြသရန်အတွက်ခြံလက်ထားခဲ့မှုကိုနားလည်ပြီးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်ဆက်လက်ပြီးအခမ်းအနားအစီအစဉ်12အရာမြန်မာအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏အသင်းသူအသင်းသားများမှမြင့်တက်မြန်မာတည်တခြင်းဖြင့်ဧကန်ဖြောပြင်းပြန်ဖြစ်ပါတယ်ရှင်တို့ဖြစ်ပါ၍ဂီတာမူဦးမမောင်ဝင်းအားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်သူအသင်းသားများအားစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ရှင်
စဉ်အနေဖြင့်တီဆိုကားပြအခမ်းဖျော်ဖြေခဲ့သည့်အဖွဲ့ဝင်များအားဆုချီးမြှင့်မည့်အစီအစဉ်ဖြစ်ပါတယ်ရှင်။ဆုများကိုချီးမြှင့်ပေးအပ်ပါမည်ဒုတိယဗိုလ်ချုပ်ကြီးငိမ့်ဦးတေဇာကျော်ဤဇနီးဒိုညိုတူးမအားကျေးဇူးတင်လေးစားစွာဖြင့်စင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ရှင်။ဆုချီးမြှင့်ငွေ10သိန်းလက်ခံရယူရန်အတွက်မြမအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှအသင်းသူအသင်းသားများအားခင်မင်ရင်းနှီးစွာဖြင့်စင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ရှင်။အတွင်မြစ်တာကိုပိုင်အထက်တန်းကျောင်းမှကျောင်းသူကျောင်းသားလေးများအားစင်မြင့်ထက်သို့ခင်မင်နှွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ဆက်လက်ပြီးစုချီးမြင့်ငွေ10သိန်းကျပ်လက်ခံရယူရန်အတွက်လောကအာမန်တည်သချင်းဖြင့်ကပြဖျော်ဖြေခဲ့ပါတော့တဘာဝလောကအလှအကအဖွဲ့အားစင်မြင့်ထက်သို့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ဆုများကိုချီးမြှင့်ပေးအပ်ပါသောဒုတိယဗိုလ်ချုပ်ကြီးငိမ့်ဦးတေဇာကျော်ဤဇနီးဒေါ်ညိုတူးမအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးအစီအစဉ်73ရအမတ်တရမှတ်တမ်းတပ်ပုံရိုက်ကူးမှာဖြစ်ပါတယ်ခင်ဗျာ။တို့ပါ၍ဂုဏ်ဒီရှိလူကြီးမင်းများအားလုံးနှင့်မြန်မာအမှုပညာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဒေါ်အေးတင်စာသူနှင့်အသင်းအဖွဲ့ဝင်လူကြီးမင်းများမှခုံပေါ်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာ။ဒီဖြင့်ယူနန်ဘုံကျောင်းဥက္ကဋ္ဌမှဦးတင်ထွန်းမှမြမအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းသူအသင်းသားများ၏တီဆိုတိခတ်ဖျော်ဖြေမှုအတွက်10သိန်းကျပ်ချီးမြှင့်မှာဖြစ်ပါတယ်ရှင်။ယူနန်ဘုံကျောင်းဥက္ကဋ္ဌဦးတင်ထွန်းအားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ယူနန်ဘုံကျောင်းဥက္ကဋ္ဌ၏ကိုစားဒေါ်တင်တင်လှိုင်မှစင်မြင့်ထက်တွင်ဆုချီးမြှင့်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဆုများကိုချီးမြှင့်ပေးသည့်အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးမိအစီအစဉ်ဖြစ်သည့်အတွက်ကြွရောက်ချီးမြှင့်ကြသောဂုဏ်သရေရှိလူကြီးမင်းများအနေဖြင့်စင်မြင့်ထက်တွင်တက်ရောက်နေရာယူပေးကြပါရန်ဂါရဝရှိထားလေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်။မြန်မာမှုပန်းစင်မျိုးဇလန်းတူပြိုင်ပွဲနှင့်စုပီးပွဲအခမ်းအနားကြီးအောင်မြင်စွာပြီးမြောက်ကြောင်းကြေညာအပ်ပါတယ်ရှင်။